ဒီဗီဒီယိုလီမိုနော်လီမိုခွေးစာချခွေးချာဆောက်မကိုတွားပြီးတော့ပုတ်ပေးပါโอเคနော်โอเคမင်္ဂလာပါရှင်မင်္ဂလာပါဒီဗီဒီယိုလီမိုနော်လီမိုခွေးစာချခွေးချာဆောက်မကိုတွားပြီးတော့ပုတ်ပေးပါဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကကျမလာမင်းစရာရှိနေပါတယ်နော်လာမင်းစရာရှိလို့ကျမထင်နေတာကတော့သူပြဖြစ်နိုင်မယ်လို့ကျမထင်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကိစ္စတွေကသူတိကိုတိရမယ်လေသူအဖြစ်နိုင်ရမယ်လေနော်ဘာလဲဆိုတော့ကျမမင်းချင်တာကဒီဖေလိုမကိုတွားပို့ပေးပါနော်ဖေလိုမကထိုင်ပြီးတော့လေငါတို့ရဲ့ကရင်တွေကိုလက်ပြီးတော့စော်နေတာပေါ့စော်ကားနေတာပေါ့နော်နေတို့ရဲ့နေတို့ရဲ့ကရင်ပြည်နယ်မှာဘာတွေတိုက်လို့ရနေပြီလဲဘာမျိုးတေးထားနေပြီလဲအဲ့ဒီကိစ္စပေါ့နော်စကမူလာမင်းချင်တာကကြတော့လေငါတို့ KNU နဲ့မြန်မာလေဘာမျိုးမှမသေးပဲဖြစ်မြို့သေးနေပဲဖြစ်ငါတို့ရဲ့ကရင်နဲ့မြန်မာကရင်အုပ်ချုပ်နေတာပဲနော်ကရင်အုပ်ချုပ်နေတာပဲအဲ့ဒါကြောင့်လာမင်းစရာကအကြောင်းမရှိဘူးသူမင်းတဲ့မင်းကိုအပေါ်မှာကျမပြမင်းချင်တာကတော့နေထောက်ပနေတဲ့ PDF တွေ NUG လက်အောက်ခံတရေးတွေနော်ပြဖြစ်ပေးရမယ်နော်ဖေလို့မှာဘာဖြစ်လို့လဲဆိုတော့အရေးကြီးနေတဲ့သူများကိုတွားပြီးတော့မမင်းကြီးကိုယ့်ရေးအဲ့ဒီမင်းကိုချိန်နိုင်အောင်စူးစမ်းဖေလို့မှာနော်ကျမမင်းချင်တာကမမိုးကထောက်ဖို့လုပ်နေတာဟို2021ကနေ2026ငါနဲ့တွေးမှာမမိုးထောက်ပနေတဲ့ PDF တရေးတွေစခန်းဘယ်နှလုံးသေးပြီးလေပြီးတော့ဘာမျိုးကိုထိတ်ချုပ်လို့ရပြီအုပ်ချုပ်လို့ရပြီလေလို့လာမင်းချင်ပါတယ်ရှင်နော်ကျမအမြင်ကတော့လေအခုကသူတို့တွေကချင်းချင်းပြတိုက်နေကြတယ်ဆိုတော့အာနာယူနေတာ NUG လားဒါမှမဟုတ်အာနာယူနေတယ်လားသူတို့တော်လာရေးအချင်းလားဆိုတာငါမသိတော့ဘူးဦးမင်းအောင်လည်းတော့မဖြစ်နိုင်တော့ပါဘူးအခုကသူတို့တွေကချင်းချင်းပြတိုက်နေကြတယ်ဦးမင်းအောင်လည်းသူတို့မတိုက်ဘူးနော်အဲ့ဒီတော့ဖီလိုမရေငါလာမင်းနဲ့မင်းကရှင်းလေးပဲနေရဲ့ NUG PDF နေထောက်ပနေတဲ့တရေးတွေကဘာမျိုးတွေထိတ်ချလို့ရပြီလေလို့နော်ဖေလိုမလာဖြစ်ပေးပါအဲ့ဒီဗီဒီယိုဖေလိုမစီကိုတွားပို့ပေးပါနော်ဘယ်မျိုးကနေတော့အုပ်ချုပ်လို့ရပြီလေထိတ်ချလို့ရပြီလေကပြည်သူကကွယ်ရေးဘလောက်နေတော့ယူလို့ရပြီလေဆိုတာလာပြီးတော့ဖြစ်ပေးပါသိချင်ပါတယ်ငါတို့ရဲ့ကရင်နယ်မြေကတော့နေတော့သိချင်စရာအကြောင်းကိုမရှိဘူးဘာဖြစ်လို့လဲဆိုတော့ငါတို့ရဲ့ KNU ထိချိုးတဲ့နေမြေမှာငါတို့ရဲ့ KNU သူတို့တိုက်နေတယ်လို့ပြည်သူတွေကိုသူတို့ထောက်ပပေးတယ်တိုက်နေတယ်လို့ပြည်သူတွေကိုကူညီတယ်ဒီ KBA ဘက်မှာလည်းသူတို့အုပ်ချုပ်တဲ့နေရာကိုပြည်သူကိုသူတို့လုံဟန်ထောက်ပပေးတယ်ကူညီပေးတယ် KNA ဘက်မှာလည်းဒီလိုပါပဲဒီ PC ဘက်မှာလည်းဒီလိုပါပဲအဲ့ဒီတော့ငါတို့နေမြေမှာအမာတကယ်ဆိုရင်နေတို့ရဲ့ PDF တွေကငါတို့ကိုလာထောက်ပနေတာမဟုတ်ဘူးဘာမှပက်ဆန်တွေလာဟန်ဒီဒါကိုပြည်သူအတွက်တာအကြောင်းအတွက်တာစေဟန်ဗလဲစေးရအတွက်တခုမှအလူငွေမဝင်ဘူးနော်ငါတို့ကရင်လူမျိုးငါတို့ကရင်ဘာသာပဲငါတို့လုံနေကြတယ်ငါတို့တဖွဲ့တစ်စီများပါစေသူတို့အုပ်ချုပ်နေတဲ့နေမြေကိုပြည်သူတွေကိုသူတို့တိုက်နေတယ်လို့သူတို့ကူညီပေးတယ်အဲ့ဒီတော့နေတို့ရဲ့ NUG တွေကကြတော့ပြည်သူတွေကနေတို့ဘလောက်ထောက်ခံကူညီပေးလေနော်နေတို့ရဲ့နေမြေနေတို့အုပ်ချုပ်တဲ့မြို့ကဘာမြို့လို့ရပြီလဲပြောမယ်ဆိုရင်နေတို့ကကရပြနေမှာကွာမြို့ကလည်းသိမရသေးဘူးကွာအနည်း90ကြော်နေပြီနော်ရှော့မပြောနဲ့ဖေလို့မနော်ငါမေးတဲ့မင်းကငါကိုလာဖြေပေးနော်နေတို့ရဲ့နေထောက်ပနေတဲ့ PDF တရေးတွေစခန်းဘယ်နဲ့ခုသေးပြီလေပြီးတော့ဘယ်မျိုးကထိတ်ချုပ်လို့ရပြီလဲပြည်သူတွေကကွယ်ရေး
ကာကွယ်နော်ကာကွယ်လို့ရပြီလားဘာတွေထောက်ပနေတာလဲငါကိုလာဖြစ်ပြီးဖီလို့မနော်သူများကဒီလူတယောက်မှဒေါ်လာရေးထဲမှာဘုံငါလည်းမကောက်ဘူးဖီရဲလေးလည်းမကောက်ဘူးတချို့ထောက်ဖို့လည်းမကောက်ဘူးနော်အဲ့ဒီတော့နေရဲ့ထောက်ဖို့ပက်ဆာရတဲ့ငါးနဲ့တွင်းမှာနေရဘာမြို့နေတေးထားနေလို့လဲဆိုတာစကဲမောလာပြနော်ဖီလို့မဟိုလိုဒီလိုစကလည်းမပြောနဲ့မရင်ငယ်ဆိုတာဒီလားတဲပွဲတဲ့မင်းဘွဲတဲ့တဲ့မင်းမမဟုတ်ဘူးကိုယ့်အစင်အတန်းကိုတီးအော်စကဲမူငါကိုမြင်ငယ်လို့ခေါ်နေပါတယ်ဆိုပြီးတော့ငါလေငါတိုင်မယ်ပြီးတော့ငါတို့တရားဆွဲမယ်ဖေလို့မနော်လာဆွဲငါ့ကိုတရားလာဆွဲမယ်ဆိုရင်နေလေရဲ့နေလေလက်မလဲငါဝယ်ပြီးမယ်ဟိုတယ်ဆိုရင်နော်ဟိုတယ်ဆိုရင်Viber stores ငါပေးမယ်အဆဆိုရင်ထားရဆလားဗမာဆလားကဲဟမ်အင်္ဂလိပ်ဆလားအကုန်လုံးရစေရမယ်နော်လာတရားဆွဲစကမွားငါ့ကိုစော်ကားနေမရင်ငယ်လို့ခေါ်နေပါတယ်ဆိုပြီးတော့လာခဲ့ဖေလို့မနော်အော်ငါစကားပြောတာလုံသွားလားမသိဘူးငါမေ့သွားတယ်နေမစာဖမ်းမတတာနော်ငါစီမငါလေရလက်ခအကုတ်ခံလဲလာနိုင်မှာမဟုတ်ဘူးလာမယ်လဲနော်လမ်းတဝဲမှာရောက်ပြီးတော့လူကပြောက်မယ်ဆိုရင်နော်ငါမှာအမှုတွေပတ်ကုန်မယ်ငါလည်းစကားပြောတာလဲသူများအချင်းအနေကိုမတွေးမိတော့စကားလွန်သွားတယ်နော်ဖီလို့မဒီလားနော်ငါပြောတာနားလေလားဟမ်စကဲမငါလေဘတူကိုမှငါ့ကိုတရားဆွဲတာငါမလို့ချင်းနေငါ့ကိုတကယ်တရားလာဆွဲတာပဲငါလို့ချင်းတယ်အဲ့ဒီတော့ငါပက်စာကိုခံချင်းတယ်နေမစာဖမတဘူးလေရဂိတော့မရှာမတဘူးဆိုတော့ငါလည်းနေကိုဘယ်လိုကူညီရမလဲbodyguard တရောကတော့လုတ်ပေးရမှာပဲမလုတ်ပေးဘူးဆိုရင်လူပြောက်မှုနဲ့ငါ့ကိုတရားခံဖြစ်သွားအောင်မယ်ငါတရားမဆွဲရခင်လေလူပြောက်တရားခံဖြစ်မယ်ဆိုရင်ဒါတော့နေနဲ့ငါဟိုဘယ်လိုပြောမလဲမျက်နှာချစ်စင်မရတော့နားလိုက်တာရုပ်ကလေးချိုလေးနဲ့ဆဲတာတခုနဲ့ပညာလည်းမတက်စာလည်းဖမ်းမတစီရေးလည်းလုံးမတအလူခံပြီးတော့စီရေးလုံးမတတဲ့ကောင်မတယောက်ကသူ့ရဲ့စီရေးအတိအကျလားဆိုတာယုံတဲ့လူလည်းရှိမှာပေါ့နော်ဒါပေမဲ့မယုံတဲ့လူလည်းရှိမှာပေါ့အော်မူစကမ်ငါငါဆိုပြပြီးငါခင်မောငါပြတိုင်းမယ်သူ့ရဲ့ဗီဒီယိုငါသိထားတယ်ငါရှင်းနေကောင်ပြုတ်ပို့ပြီးတနာလိုက်တာဆဲတာတခုနဲ့တော့တော်လာရေးထဲမှာဝင်နေကြတဲ့ကဒီတော်လာရေးပြက်စီးပြီးသားဖေလို့မရဲ့